နှင်းစီလိုက်စနေရခလုတ်တွေပေါ်ပြင်သစ်ရေမွေးနှမ်းနဲ့ပြင်သစ်ကြပြတဲ့ဘုံဟာမြန်မာလိုအတန်ထွက်ပြီးပြေးနေကျွန်တော်ဘာလုပ်ပေးရမလဲမမလိုက်မျက်စောင်းက84လမ်းပေါ်မောက်သွားတဲ့3မိန်းကားလို့ကျွန်တော်နှလုံးသားလမ်းဘေးတမပင်လေးကိုဝင်တိုက်တယ်ကျွန်တော်ကလက်ဖက်ရည်တစ်ခွက်တန်ကြပြသေးရဲ့ပါမမလိုက် Rose Airy နန်းရှိပီဇာဆိုင်မှာဆိုတဲ့ဂျင်မီရဲမြင့်တို့လိုကြောက်စိမ့်လေဆွဲကြီးလည်းမပေးနိုင်ကြောက်ဝိုင်းရဟိုင်းမှာအိမ်မက်အသေးကြီးထမ်းပြီးလမ်းမိတိုင်အောင်တောက်ခေါက်နေရတဲ့ကောင်စားပါပတ်စံအစုပ်တွေစာအုပ်ဟောင်းနေအိမ်ထဲယူမလာနဲ့အောင်ကြက်တည်ရမရှိဘူးဟုတ်ကဲ့ကျွန်တော်ဗဟိုဘဏ်ကိုမုန်းမိပါတယ်မမလိုက်စာအုပ်ဟောင်းလေးတွေကိုခွင့်လွှတ်ပါသူတို့ဟာနိုင်ငံတော်ဦးကင်းကဉာဏ်ပညာတရဖူအတွက်အဖမ်းခံရသူခေတ်တုံမှန်းတွေပါတန်ရာတွေကလင်းလင်းချင်းချင်းပဲမမလိုက်ကျယ်တွေကိုမော့ကြည့်ရင်မြောင်းနဲ့ပြုတ်ကြတဲ့လူကုန်လန်ရက်ွက်ထဲဟိုချီမင်းကြပြားတွေဖက်ခွင့်မရခဲ့သူ16နှစ်အရွယ်ကောင်ကလေးမမလိုက်မာမီနဲ့ဈေးမလိုက်ချင်ဘူးရွှေလက်ကောက်တစ်ထောင်လောက်နဲ့ခရမ်းညစ်တီဥပေါက်တွေအစ်စ်တောင်းနေတာကျွန်တော်ရှက်တယ်ကျွန်တော်တို့လိုလူငယ်ဘဝကအခုပွင့်အခုကျွေလေပြေလေပင်းများစွာရဲ့သားကောင်ခရီးစာအုပ်တော့ဖတ်တာကစလူထုခေါင်းဆောင်ပုံကလေးဝယ်တာအဆုံးအားလုံးစွန့်စားခဲ့ရတယ်မြားစာအတိုးတွေနဲ့ငါးများချိတ်တွေကြီးချက်စားခဲ့ရတဲ့ညစာစားပွဲတွေကြီးပါမမလိုက်အဲ့ဒီနှစ်တွေကတောင်းကြော်တန်တဲ့နှက်ခမ်းဆိုးစည်းကလေးစိုးပြီးမတိဘူးလို့ပြောခဲ့တာမေပေါင်းများစွာမေ့မရအောင်ပူတယ်ပါရမူနေ့ဆိုတအိမ်လုံးမိခိုးတိတ်မြတောင်တိုက်သွားစားတဲ့လူရှမ်းသားကြီးတွေအိမ်ဖော်နဲ့ကျွန်တော်လိုကပ်ပါကောင်ကထမင်းငတ်ပြီးအဲဇေးရှင်ခွေးကြီးတွေတော့အမဲသားနဲ့ပေါ်ဆန်မွေးထမင်းနဲ့ခွေးစာထမင်းနဲ့စပလုံးပါရင်ဖော်တော်ရွာသူအိမ်ပေါ်မှာလေးတေလူအောင်ရိုက်ခံရတယ်လူဆိုတာခွေးထက်မြက်တယ်လို့တက်တယ်မပြနိုင်ခဲ့တဲ့နှစ်များပါပဲမမလိုက်ပတ်စံကြောင့်ကဘာကြီးကရှင်တန်နေတာလို့မမလိုက်ပြောတယ်တည်သွားတဲ့ကျွန်တော်တငယ်ချင်းတွေရဲ့အသက်ကိုပတ်စံနဲ့ကျွန်တော်မဝင်နိုင်ခဲ့ဘူးမမလိုက်ညီမလေးဒရိုင်ဘာရဲဘော်လေးနောက်လိုက်ပြေးတဲ့တဲ့လဲပတ်စံကလကာကြီးနဲ့လုံးဝမကွယ်နိုင်ခဲ့ဘူးပတ်စံနဲ့ဂုံတိတ်ခါကိုဝယ်မရလို့လူမသိသူမသိတက်သေးသွားတဲ့တထေးတွေနှင်းစီလိုင်းတို့အတိုင်းဝိုင်းမှာပုံလို့ကြွေးကြော်ရဲပါသလားမမလိုက်အချစ်ဆိုတာမဆရာကျစ်အစိမ်းလေးပုံမှာသစင်မြေပြင်ပေါ်မှာတော့စားပြီးလွှင့်လိုက်တဲ့ချင်မောင်းအိတ်ခွန်လေးပဲမမလိုက်လူစင်းရဲတွေအတွက်ညမနက်စာအစင်ပြေမှအချစ်ရထားအုပ်ဝိုးဆွဲတာမျိုးမမလိုက်အဖေကတိတ်ညောင်းတတ်တာပဲသူအညောင်းပြေတိုင်းအိမ်ပေါ်မှာလေးတွေပိုက်တလုံးနဲ့တောပြန်ပြေးခဲ့ရပတ်စံခိုးလို့နှင်ထုတ်လိုက်တယ်လက်စော့လို့လေလူကုန်နံတွေကတော့တကူလုံးစော့လဲအပြစ်မရှိကြပါကိုလက်မှတ်တောင်ကိုမထိုးတတ်တဲ့မမလိုင်အဖေကြီးဘယ်လိုချမ်းသာလာသလဲဆိုတာပုံနာကုန်းကအကြမ်းမြင်စရာတော့မသိပါဘူးလေဂီတကတခြားသူတွေစီပျော်ရွှင်မှုကိုတည်ဆောင်ပေးတယ်ဆိုပေမဲ့ရတနာ9ပါးနဲ့မော်တော်ကားလဲစီးတယ်ဆိုတာကြမပျော်ရပါလားအရှိတောင်အရှမှာချမ်းသာဆုံးနိုင်ငံကတရောင်းစားလက်မှတ်ကလေးကင်ပြီးနိုင်ငံတကာကငွေပူလေးတွေရှောက်တောင်းရတဲ့နှစ်များမှာကျွန်တော်လူလားမြောက်ခဲ့ပါတယ်မမလိုက်ဂရီဘာတော်လန်ရေးညာစိမ့်ပြတော်လန်ရေးရွှေဝါရောင်တော်လန်ရေးစိတ်တက်ကရေစိုးမြောင်းနဲ့ဆွေးနေတဲ့လူတွေတဲ့တစ္ဆာတရားဟာခေတ်ဆက်ဆက်လင်ကောင်မပေါ်တဲ့မိမတယောက်လိုဖာတန်းမဲတွားရမလားတမလုံပုံမဲတွားရမလားဒီလိုနဲ့ကျွန်တော်တို့တော်လန်ရေးတွေမအောင်မြင်ခဲ့ဘူးတပိတ်မှောက်ရင်မှောက်မဟုတ်ရင်ဘိုင်းမောက်နေရသူတွေရဲ့နိုင်ငံမှာပေါ့မမလိုက်နှစ်90ဆိုတာဘာကြလို့လဲအတန်ကတစ်ဆွေးတုံးထဲမှာခုံနေတယ်တော်လုံးလဲတော6တန်းနဲ့စမ်းရည်သွေးပြပြနစ်တွေမျောနေတာနဲ့မျက်နှာငယ်ရခြင်းအကြောင်းကိုစာစီကုန်းမှာနှစ်တွေကျွန်တော်တို့နိုင်ငံဒီလောင်ပြောင်ရင်မောတံများကြီးအလဲဖိုးတွင်တည်ရှိပါသည်ဆိုတာကိုမိုးတံပါကြီးနဲ့အော်ချက်ခဲ့ရတဲ့နှစ်တွေစမေးပွဲတော့အောင်ခဲ့တာပေါ့မမလိုက်ငရဲဘန်းကပူလပူမွေတော့ရွေးချယ်စရာနဲပါလွန်းသူတွေမှာနေကမျက်မှန်တကားကားနဲ့ခစ်ကျိုးခစ်ပဲ့တလျှောက်ကာယပန့်စင်သွားကြတယ်လက်တွဲပေါ်ကိုဈေးကြိုတော့မှအထက်ရွေးသလိုမမလိုင်ရွေးသွားတာငွေးပါတယ်တရင်တွေပေါ့အခါတော့ပေးတဲ့နေ့ကမိုးရွာတယ်
အောင်မိုးဝေ